ကစီကွန်ဘန်တို့သုံးပြီးတော့ဘန်ကတ်မသုံးပဲပတ်စံကိုဘယ်လိုမျိုးထုတ်မှလဲပေါ့နော်မိလာတယ်လို့အရင်များပေါ့နော်ပထမဦးဆုံးကိုယ့်ရဲ့ဘန်ကိုသွားမယ်ပြီးရင်တော့ထွန်ငွန်ကိုနှိပ်မယ်ပေါ့နော်ပြီးတော့ဒီစာမျက်နှာကိုရောက်လာမယ်ကိုလိုရှင်တဲ့ပမာဏကိုရွေးလို့ရတယ်မရှိရင်တော့ကိုပတ်တာကိုဒီမှာကန့်တက်ပြီးတော့ကိုလိုရှင်တဲ့လောက်ထုတ်လို့ရပါတော့အပေါ်မှာကိုက2000စမ်းထုတ်လိုက်မယ်နော်ပြီးရင်တော့ချင်းရန်ဆိုတဲ့အစိတ်ကိုနှိမ့်မယ်ပြီးရင်တော့ဒါစီရင်တော့ကျမတို့ကဗန်ပုံးမှာတော့ထုတ်မယ်ပြီးရင်ဗန်ပုံးမှာဆိုရင်တော့ဒီအောက်ကတစ်ခုကိုနှိမ့်မယ်ပေါ့နော်အောက်ကတစ်ခုကိုနှိမ့်မယ်ပြီးရင်တော့ဒီအပေါ်မှာပေါ့နော် clipless ဆိုတဲ့ဟာကိုရွေးလိုက်မယ်ပေါ့နော်ဒါကိုနှိပ်ပြီးပြီဆိုရင်တော့ဒီမှာပေါ့နော်စကင်ဖတ်လို့ရပြီပြီးရင်တော့ကိုယ့်ရဲ့ဖုန်းမှာယူပြီးတော့စကင်ဖတ်လိုက်ပါစကင်ဖတ်ပြီးပြီဆိုရင်တော့ဒီမှာအတီးပြုတ်လိုက်မယ်ပေါ့နော်ရင်အတီးပြုတ်လိုက်မယ်ဆိုရင်နှိပ်လိုက်မယ်ဆိုရင်ရပြီပေါ့နော်ခဏစောင့်ပြီးရင်ပတ်စံယူလို့ရပြီနော်ဘန်ကတ်နဲ့ကြတော့ဘယ်လိုမျိုးထုတ်မလဲပေါ့နော်ပထမဦးဆုံးဘန်ကတ်ကိုထည့်လိုက်မယ်ပြီးရင်တော့new band နှစ်ပန်း6လုံးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လို့ပြီးသွားပြီဆိုရင်တော့ဒီဘက်ကတောက်မှာပေါ့နော်အပေါ်ဆုံးလေးကိုရွေးပေးပေါ့နော်ဘာသာပြန်မနေတော့ဘူးပေါ့နော်ဘာသာပြန်ရင်အရင်ကြတယ်ပြီးတော့ကိုဘယ်လောက်ထုတ်မလဲဆိုတာကိုရွေးပေါ့နော်ဒီလိုပြီးသွားပြီဆိုရင်တော့ကိုကပတ်စံဆောင်းလိုက်ရုံပဲပေါ့နော်စံထလာပြီဆိုရင်ပြီးတော့သူကစလစ်ယူမလားပေါ့နော်မယူဘူးဆိုရင်တော့ဟိုဘက်ကနှိပ်လိုက်ယူမယ်ဆိုဒီဘက်နှိပ်လိုက်ပေါ့နော်